Hello အားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီနေ့တော့နော်ဟိုချေဟာတာလေးကျွန်တော်စူးစီးထားပါတယ်အားလုံးကျွန်တော်လည်းတူပေါ့နော်ကြည့်လိုက်ရအောင်ကျွန်တော်ဗာလဲများတော့လည်းမြင့်မြတ်နေတယ်အဖေမရှိနေမှနောင်တမရနော်